ထမင်းလိပ်ကိုလေဒီလိုပစုံဥအများကြီးနဲ့တို့စားလိုက်ကြတာစားဘူးသူများထမင်းလိပ်တွေထဲမှာရတာရှိဆုံးထမင်းလိပ်ဖြစ်သွားတာပဲ restaurant စီကလက်ဆောင်ရထားတဲ့ပစုံဥလေးတွေကိုထမင်းလိပ်နဲ့စားဖို့တက်လုပ်ပါမယ်တခါမှဒီလိုမျိုးပစုံဥအများကြီးနဲ့ထမင်းလိပ်ကိုတို့မစားဘူးကွာအခုတော့သူ့ကျေးဇူးကြောင့်ကျမစားရတော့မယ်ပေါ့နော်သူစားပြကြတဲ့ကကျမအရန်စားကြည့်ခြင်းညာပထမဆုံးတစ်ခိုက်မှာတော့တော်တော်ကိုကြွေသွားတာအိုးဘလို့တောင်စားကောင်းမှန်းကိုမသိဘူးကွယ်ဒုတိယတစ်ခိုက်ထပ်ခိုက်မယ်သွားမှကတ်နေတဲ့ရင်းကြီးဖက်လေးတို့တော့မမြင်ညောင်ဆောင်ပေးကြပါထမင်းလိပ်ကနည်းနည်းကြီးသွားတော့ဝါရတာတော့ခက်နေတယ်ပစုံဥကိုဒီတိုင်းစားကြည့်တာလေတော်တော်ကောင်းတာကွာသူ့ရဖောက်ဖောက်မြည်နေတဲ့အတန်လေးကိုနားထောင်ပြီးတော့စားရတာဟိုကအရတာတော်တော်ကိုကြိုက်သွားတာဒီဟာကိုဘူးမှာကတ်နေတဲ့အကတ်တက်လေးတွေကိုလည်းနှမျောစရာကြီးဆိုပြီးတော့တစည်းမကြံကုန်အောင်စားတယ်အဲ့ဒါနေမဲ့လားဆိုတော့မဟုတ်ဘူးအခွန်မှာကတ်နေတဲ့ဟာတွေကိုပဲနှမျောလို့ဆိုပြီးတော့ကုန်စားပလိုက်တယ်တလိတ်ထဲနဲ့ဘိုင်းမွားလို့တယောက်တည်းနှစ်ဘူးနှစ်လိပ်ကိုကုန်အောင်ခါရဲစားတယ်အဲ့ဒါနဲ့လည်းဘိုင်းမတင်းနေလို့တငယ်ချင်းရနှမ်းပင်လဲတဲ့ရောက်နေတဲ့မောက်ချိုက်လေးကိုလည်းသွားပြီးတော့အားပေးခဲ့တယ်ဒါကတော့မောက်ချိုက်ပဲဒါပေမဲ့ तू ကနှမ်းရဲကြိုက်တော့နှမ်းနေထည့်ထားတာနှမ်းပင်လဲတဲ့ရောက်သွားတယ်နှမ်းပင်လဲတဲ့လက်ပစ်ကူရင်ငုတ်ရှာရတဲ့မောက်ချိုက်ဖြစ်နေလဲကိစ္စမရှိပါဘူးတငယ်ချင်းတွေဆရာစားရတာလေအကုန်စားကောင်းတယ်